မင်္ဂလာပါခင်ဗျာဒီနေ့ခေတ် Facebook နဲ့ TikTok ပေါ်မှာဖုံးပုတ်လိုက်ရင်ခဏတွေ့နေရတဲ့ကြော်ညာတစ်ခုရှိပါတယ်အဲ့ဒါကတော့ဒလအတွဲနှစ်လက်မရှည်စေရမယ်အသက်25နှစ်ကျော်လဲရှည်နိုင်သေးတယ်ဆိုတဲ့အရက်ရှည်စေကြော်ညာတွေပါပဲခင်ဗျာအရက်ပို့လို့စိတ်အားငယ်နေလေသူတွေကိုထားသမီးအရက်မရှည်မှာစိုးရင်နဲ့မိဘတွေအတွက်တော့ဒီကြော်ညာတွေကတကယ်မျှော်လင့်ချက်ယုံကြည်ပါပဲဒါကြောင့်လဲပတ်စံအမားကြီးပေးပြီးဝယ်တောက်နေကြတာပေါ့ဒါပေမဲ့မေးစရာရှိတာကဒီဆေးတွေကတကယ်တော့စွန့်လာဒါမှမဟုတ်ကျွန်တော်တို့ရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူပြီးပတ်စံအိတ်ကိုပါအောင်လုပ်နေတာလားဒီနေ့ဗီဒီယိုမှာတော့ဆေးပညာရှုထောင့်ကနေဘက်မလိုက်ပဲအမှန်တိုင်းရှင်းပြပေးသွားမှာဖြစ်ပါတယ်ကဲပထမဆုံးအနေနဲ့လူတစ်ယောက်ဘလို့အရက်ရှည်လာတယ်လဲဆိုတဲ့သဘာဝတရားကိုအရင်နားလည်ဖို့လိုပါတယ်ကျွန်တော်ရဲ့ခြေထောက်ပေါင်နဲ့လက်မောင်းရိုးရဲ့ထိပ်ပိုင်းမှာ growth plates epiphyseal plates လို့ခေါ်တဲ့အယိုးနုပြားလေးတွေရှိပါတယ်လူပြိုဖောအပြိုဖောဝင်အရွယ်တွေမှာဒီအယိုးနုပြားလေးတွေက cell တွေအသက်တွေပွားပြီးအယိုးကိုဆွဲဆန့်ပေးလို့ကျွန်တော်တို့အရက်ရှည်လာတာဖြစ်ပါတယ်ဒါပေမဲ့တဘာဝတရားကရက်ဆက်ပါတယ်ခင်ဗျာအများအပြားအမျိုးသားတွေဆိုအသက်18နှစ်ကနေ22နှစ်ဝန်းကျင်အမျိုးသမီးတွေဆိုရင်16နှစ်ကနေ18နှစ်လောက်ရောက်တဲ့အခါဟော်မုန်းအပြောင်းလဲကြောင့်အဲ့ဒီ growth plates လို့ခေါ်တဲ့အယိုးနုပြားလေးတွေကပိတ်သွားပါတယ်အယိုးနုဘဝကနေအယိုးအမာအထစ်ပြောင်းလဲပြီးအပီးတိုင်းဆက်သွားတာပါအဲ့လို growth plates ပိတ်သွားပြီဆိုတာနဲ့တင်းအယိုးကအလျားလိုက်ဆက်ပြီးရှည်ထွက်ဖို့ဆိုတာတိတ်ပံနည်းညက်လုံးဝမဖြစ်နိုင်တော့ပါဘူးဒါဆိုရင် online မှာရောင်းနေတဲ့ဆေးတွေကဘာတွေလဲအဲ့ဒီဆေးဘူးတွေကိုသေချာဖတ်ကြည့်လိုက်ရင်အများစုက calcium vitamin D zinc နဲ့တခြားဖြည့်စွက်အာဟာရတွေပဲပါတာတွေ့ရလိမ့်ပါလိမ့်မယ်ဒီဓာတ်တွေကအယိုးကိုတန်မာအောင်လုပ်နိုင်ပါတယ်ဒါပေမဲ့အယိုးကိုရှည်အောင်တော့မလုပ်နိုင်ပါဘူးဥပမာ growth plates ပိတ်သွားတဲ့လူတစ်ယောက်အတွက်ဒီဆေးတွေတောက်တာဟာရေပြည့်နေတဲ့ခွက်ထဲကိုရေထပ်လောင်းနေတယ်လို့ပါမယ်အယိုးကပိုမာလာမယ်ဒါပေမဲ့တလက်မှာတော့ပိုရှည်လာမှာမဟုတ်ပါဘူးပိုဆိုးတာကဘေးထပ်ဆိုးရင်တွေပါတချို့နာမည်မရှိတဲ့အရက်ရှည်ဆေးတွေမှာရလတ်မန်ဂျင်ဇောနဲ့ steroid hormone ဆေးတွေတိတ်လိထည့်ထားတတ်ပါတယ်ဒါတွေကိုဆွဲတောင်းပြီးရင်အရက်မရှည်လာပဲမျက်နှာတွေဖော်ရောင်လာမယ်ဝတ်ချမ်းတွေအများကြီးထွက်လာမယ်ရေရှည်မှာကြောက်ကပျက်စီးတာအယိုးပွားယောဂဖြစ်တာတွေအထိဒုက္ခပေးနိုင်ပါတယ်ခင်ဗျာဒါဆိုအသက်20ကျော်ရင်လုံးဝအရက်မရှည်နိုင်တော့ဘူးလားလို့မေးရင်နီလန်တစ်ခုတော့ရှိပါတယ်အဲ့ဒါကတော့ limb lengthening surgery လို့ခေါ်တဲ့ခြေထောက်အယိုးကိုချိုးပြီးတန်ကြောင်းတွေနဲ့ပြန်ဆက်တဲ့ခွဲစိတ်ကူးသမှုပဲဖြစ်ပါတယ်ဒါကအယမ်းနာခြင်းတို့ငွေကုန်ကြေးလည်းတယမ်းများလွန်ပါတယ်ဒီနီလန်ကလေးဝဲဘဲဆေးဘဲလေးချင်းကန်းကမှာတင့်အယိုးကိုပြန်မရှည်စေနိုင်ပါဘူးနီကုန်းချုပ်အနေနဲ့ပြောရရင်တော့တင်ကအသက်20အောက် growth plates မပိတ်သေးတဲ့အရွယ်ဆိုရင်တော့အာဟာရပြည့်အောင်စားအပြေဝါဝအိတ်လိချင်းကန်လုံရင်အရက်ရှည်လာနိုင်ပါတယ်ဒါပေမဲ့ growth plates ပိတ်သွားတဲ့အရွယ်ရောက်ပြီးသူဆိုရင်တော့ဆေးတောက်ရင်အရက်ပြန်ရှည်မယ်ဆိုတဲ့စကားလုံးလှလှလေးတွေကိုမယုံပါတော့နဲ့ဒါဟာခိမီငွေလိမ့်လိမ့်ထထတာဖြစ်ပါတယ်မိဘကီသူတွေကလည်းကြော်ညာတွေကိုမယုံပဲကိုကျမ်းမာကြီးနဲ့ပတ်စံကိုဂယုစိုက်ကြပါလို့တတိပေးခြင်းပါတယ်လူတရားရဲ့တန်ဖိုးဆိုတာအရက်အမောင်းမဟုတ်ပါဘူးကိုယ့်ရဲ့ရွေရဲ့သွေးနဲ့ယုံကြည်မှုပါဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေအကျိုးရှိလဲဆိုရင် like subscribe လုပ်ပြီးတတိပေးလိုက်ပါအောင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ခင်ဗျာ